ပိုစည်းတစ်ဖြစ်မောจิตစိတ်ကိုထွန်းလင်းစေမည့်စကားများသို့ကြိုဆိုပါတယ်ယနေ့သင်အားပေးမည့်အထူးစကားများသင်အပေါ်အခန်းကဏ္ဍတော်တည်မှုတစ်စုံတရာရှိသည်သင်အပေါ်တွင်ပျော်ရွှင်မှုကိုခံစားနိုင်သမျှအဖြစ်မှန်သည်သင်ပျော်ရွှင်မှုကိုပြန်လည်ပေးနိုင်ပါသည်စိတ်သွေးဖြူစင်၍ပျော်ရွှင်နေသောသူသည်ကောင်းမွန်သောအတွေးခေါ်များကိုဖန်တီးနိုင်ပြီးအောင်မြင်မှုသို့ဦးတည်မည်အိမ်မက်သည်နောက်ွယ်တွင်မရှိပါလျှင်သည်လမ်းဆက်သွားသူ၏ခြေသွေးထိပ်တွင်အမြဲရှိနေသည်မနေလို့ကောင်းတာကသင်ရဲ့ channel ကိုဝေမျှခြင်းစာရင်းသွင်းခြင်းတခြားဖန်တီးမှုများကိုထပ်မံကြည့်ရှုခြင်းအမြဲတမ်းအမှုပညာကိုနှစ်ချိုက်ခြင်းနှွေးထွေးသောမှတ်ချက်များရေးခြင်းတို့မှတဆင့်ပံ့ပိုးလျင်သက်သာစရာအမခန်းတွေအစပြုလာမည်မင်္ဂလာပါသည့်အနာဂတ်သည်သင်၏အတွေးခေါ်များဖြင့်တည်ဆောက်နိုင်သည်